အခု900ပေးရတဲ့ပဲပြအစားတို့ကိုပတ်စံ4000နဲ့အိမ်မှာလှုပ်ရှားခဲ့တာတမိသားစုလုံးအဝစားရပါတယ်ဟယ်လိုဖေဖေပါဖေဖေဒီနေ့အိမ်မှာပဲပြအစားတို့လှုပ်ရှားခဲ့တာပါပဲပြနဲ့ကော်ပီပဲလိုတာဆိုတော့အိမ်မှာအလွယ်တကူလူတိုင်းလှုပ်ရှားလို့ရပါတယ်ဖေဖေကတော့ကူလုပ်ပေးတာလားလိုက်ရှုပ်တာလားတော့မသိခွဲဘူးပေါ့နော်မမေလို့တို့အနောက်ကနေလိုက်လို့တာပါပဲပြတဲ့ကိုအချုံမုံလေးနဲ့တုပ်ပြီးတော့ကျွတ်သွန်စီချက်အချင်းကော်ပီငံပြာရည်မြူသိမှုန့်လေးထည့်လိုက်ရုံပါပဲအပြင်မှာဝယ်စားလို့ရှိရင်ပဲပြအဲ့လောက်တောင်မထူဘူးပေါ့နော်တော်တော်လေးပပလေးကိုသူတို့လှီးထားတာပါဒါအိမ်မှာလှုပ်ရှားတာမဟုတ်လို့ပဲပြလှီးထားတာနည်းထူပါတယ်4000နဲ့အဲ့ဒီစလုံးကြီးအပြည့်ပဲပြအစားသူတွေအများကြီးရပါပါတယ်ဒီဥဆုံးကိုပေါင်ကိုလှုပ်ထားတဲ့ပဲပြအစားသူလေးကိုအရင်စားကြည့်လိုက်တယ်ပေါ့နော်မရေးချင်လက်လုံအောင်လို့နည်းနည်းလေးချင်သွားပါတယ်မမေတုတ်ပေးတဲ့ပဲပြားစားတုတ်ကတော့ပိုစားလို့ကောင်းပါတယ်ကိုပန့်ကိုတုတ်ထားတဲ့ပဲပြားစားတုတ်တွေကချင်းနဲ့ဟာချင်းညာနဲ့ဟာငါနဲ့အဆင်မပြေပါဘူးပဲပြားစားတုတ်ကိုကော်ပီတစ်မျိုးနဲ့မဟုတ်ပဲနဲ့ပဲပင်ပေါင်လေးကိုလည်းရင်းနှီးဖြောပြီးတော့အစားတုတ်ပြီးစားလို့ရပါတယ်ပြီးတော့ငငယ်တုန်းကတော့ကြောင်းမှုစီထဲမှာပဲပြားစားတုတ်ငပဲစားတုတ်ဆိုလို့ရှိရင်တော့ပြပြဝယ်စားနေရတာပါတာမိသားဖားတွေပဲပြားစားတုတ်တွေအများကြီးစားပြီးတော့ညဘက်ထမင်းစားရအောင်တော်တော်လေးနောက်ကျသွားပါတယ်ရုံးမရက်တင်မှာအိမ်မှာဘာလို့မှမသိဘဲနဲ့ပြင်းနေရဆိုလို့ရှိရင်ပဲပြစားတုတ်လေးလှုပ်ရှားကြည့်နော်။အဝန်ပစ္စည်းတွေကအရန်လွယ်ကူရွှေ့ရှင်းပြီးတော့အလွယ်ဝယ်လို့ရတဲ့အတွက်အရန်ဆင်ပြေပါတယ်။ပြပြရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဘလော့လေးတွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။